တညအတွင်းမှာတင်တကဘာလုံးကကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေဟာအစပေါင်းတစ်တန်းလောက်ထိုးကျသွားခဲ့တယ်အခုဆိုရင်ခင်ဗျားတို့ဖူဂျီတောင်ကိုတရွန်တဲနဲ့ဝယ်လို့ရပြီးအမေရိကရဲ့ Wall Street ကိုတော့နှစ်ရွန်တဲနဲ့ဝယ်လို့ရနေပြီဒါပေမဲ့ကျွန်တော်စီကိုတော့ကျွန်တော်ပိုက်ဆံတွေရောက်မလာသေးသလိုဒီအကြောင်းကိုလည်းကျွန်တော်ဘာမှမသိသေးဘူးဒီနေ့ကျွန်တော်အမေစီစဉ်ပေးတဲ့ဘဲဈေးဆိုးအကိုသွားခဲ့တယ်ကျွန်တော်တိတ်ပဲပြောမယ်အကယ်လေးမင်းကျွန်တော်ကိုလက်ထပ်ချင်တယ်ဆိုရင်မင်းမှာအနည်းဆုံးစတူရန်မီတာ100ရှိတဲ့အိမ်တလုံးဇင်ခံကားတစ်စီးနဲ့90အဆင့်တန်ဖိုးရှိတဲ့တင်တောင်းငွေရှိရမယ်90အဆင့်ဟုတ်လားမင်းနောက်နေတာလားရှင်အရေးချင်းမရှိရင်လည်းတိတ်ပြောလေလူစင်းရဲ့လို့အဲ့ဒီမိန်းကလေးကလောင်ပြောင်ပြီးပြောလိုက်တယ်ကျွန်တော်ကြားတာမှန်ရဲ့လားမင်းတကယ်ပဲ90အဆင့်လို့ပြောနေတာလားအေးမင်းကြားတာအမှန်ပဲတင်တောင်းငွေက90အဆင့်ပဲဖြစ်ရမယ်အကယ်လေးမင်းကျွန်တော်ကိုလက်ထပ်ချင်တယ်ဆိုရင်အဲ့ဒီထဲကတဆင့်တောင်ရောလို့မရဘူးဒီပမာဏကအရန်များတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်မိဘတွေကကျွန်တော်ကိုပြုစုပြောထောင်ခဲ့ရတာအရန်ပင်ပန်းခဲ့တာဟာသွားပြီတကယ်ပဲ90အဆင့်တောင်တောင်းတာလားမင်းကတနေရာရာကသူထေးကြီးများလားလို့ရှမ်ဖုံးရဲ့ပါးစပ်ကအမှတ်မထင်ထွက်သွားတယ်ရှင်ဘာတွေလျှောက်ပြောနေတာလဲအကယ်၍ရှင်မပေးနိုင်ရင်လည်းကိစ္စမရှိပါဘူးစိတ်မပူနဲ့ကျွန်တော်ရှင့်စီကအခွင့်ရေးမယူပါဘူးကျွန်တော်ကော်ဖီဖိုးကျွန်တော်ဘာသာပေးလိုက်မယ်ပြီးတော့နောက်တစ်ခါရှင်ကျွန်တော်စီငိုပြီးတော့တရွံပြည့်တင်တောင်းငွေယူလာရင်တောင်မှကျွန်တော်ရှင့်ကိုဟုတ်ကဲ့လို့ပြောမှမဟုတ်ဘူးရှမ်ဖုံးကခေါင်းပဲညှိပြပြီးတလကိုတတန်းဝင်ငွေရတဲ့သူ့ရဲ့ခဲခဲနဲ့ပဲအလုပ်ကိုအာယုံစိုက်ဖို့အိမ်ကိုပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကတုန်ခါလာတယ်ဟယ်လိုဘယ်သူလဲခင်ဗျမင်္ဂလာပါမစ္စတာရှမ်ဖုန်းနဲ့စကားပြောလို့ရမလားခင်ဗျဟုတ်ကဲ့ပြောနေပါတယ်ဘာကူညီပေးရမလဲဆရာအွန်လိုင်းကနေဝယ်ထားတဲ့ Retail Fair ခုနှစ်140ခုနှစ်လေရင်ကြီးကစိတ်ကန်းကိုရောက်နေပါပြီဒါကအရန်တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်လို့ဆရာကိုယ်တိုင်ဒါကိုဘယ်တော့လာယူမလဲဆိုတာအတည်ပြုပေးစေချင်လို့ပါဟာလူကျွန်တော်ကအယုတ်ပဲဝယ်ထားတာလေအဲ့ဒါကိုမျိုးတဲကပါဆယ်ဂိတ်မှာပဲထားခဲ့လိုက်ဆရာနောက်နေတာလားဒါကတကယ် Retail Fair ခုနှစ်140ခုနှစ်အစ်စ်ကြီးလေကျွန်တော်တို့ကိုတတိစ30ဆော့ပေးရင်တောင်ဒါကိုဒီတိုင်းပစ်ထားခဲ့လို့မရဘူးဆရာကိုယ်တိုင်လာယူမှဖြစ်မယ်ကျွန်တော်လက်လျှော့လိုက်ပါပြီကျွန်တော်က3ရွန်တဲနဲ့ plastic အယုတ်ဝယ်လိုက်တာကိုခင်ဗျားတို့ကလေရင်အစ်စ်လို့ထင်နေကြတာလားကဲကောင်းပြီဘယ်ကိုလာရမလဲကျွန်တော်တို့ရှင်ရန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့လေရင်ပြေးလမ်းပေါ်မှာရှိနေပါတယ်ကျွန်တော်ဖုန်းနံပါတ်မက်ဆေ့ချ်ပို့လိုက်ပါမယ်ပိုက်ဆံချွေတာဖို့အတွက်ရှမ်ဖုန်းကလေဆိပ်ကိုသွားဖို့ဘတ်စကားနှစ်ဆင့်ပြောင်းစီးခဲ့တယ်ကားပေါ်ကလူတွေအားလုံးကသူ့ကိုအယူတယောက်လိုစိုက်ကြည့်နေကြတယ်ဘယ်လောက်လဲကားခဘယ်လောက်ကြလဲလို့သူကမေးလိုက်တယ်ဟေ့လူငယ်မင်းအိမ်ရေးမဝသေးဘူးလားလို့ကားဆရာကလောင်ပြောတယ်ဒီဘက်ခေတ်ကလေးတွေကကျွန်းတွေအကြောင်းပြတဲ့ဟိုဇလန်တွဲတွေအရန်ကြည့်လုံးနေပြီသူတို့ကလက်တွေ့နဲ့အိမ်မက်ကိုခွဲမသိတော့ဘူးဟုတ်တယ်အခုခေတ်ကောင်လေးတွေကအရေးချင်းကမရှိပဲဟန်ကအရန်ကြီးကျင်တာလူငယ်ထီပေါက်မဲ့အိမ်မက်တွေမမနေနဲ့တော့ရိုးပေါ်မှာတင်ရဲနဲ့သူထေးဖြစ်သွားတယ်ဆိုတာတွေကအလိန်ညာတွေကြီးပဲ9ရွန်လောက်အထိပြောနေတာတွေကအကုန်လိန်တွေအတိအကျပဲတိတ်စိတ်စာတင်ပြီးအလုပ်တစ်ခုခုရှာလိုက်စမ်းပါအကယ်၍မင်းတလောက်ကိုနှစ်စင်းလောက်တောင်ရှာနိုင်ရင်မင်းကန်ကောင်းပြီလို့သာမှတ်လိုက်တော့လူတွေရဲ့စကားကိုကြားပြီးရှမ်ဖုန်းတယောက်ဇွေးဇွာဖြစ်သွားတယ်ဒီလူတွေဒီနေ့ဘာဖြစ်နေကြတာလဲခုနကလွေကဈေးဆိုးလာတဲ့မိန်းကလေးကတင်တောင်းငွေ90ဆင့်တောင်းတယ်အခုကားခမဲတာကိုလည်းငိုင်းကိုရာဇဝတ်မှုတစ်ခုခုကျူးလွန်ထားသလိုကြည့်နေကြပြန်ပြီးရှမ်ဖုန်းနည်းဒေါသထွက်လာတယ်သူကအဝိစားဈေးပေါ်တာတွေဝတ်ထားတာသူ့ရဲ့တန်ဖိုးတစ်ခုလုံးကရွယ်နှင်းငယ်ပဲရှိမှာပါသူ့ကိုရောင်းစားရင်တောင်ပိုက်ဆံအများကြီးရမှာမဟုတ်ဘူးမင်းကဘယ်သူလဲရှင်ရန်ကမိဘမယ်ကလေးလားကားခမရှိရင်မြန်ဆန်းလို့စတိုင်ဝတ်ဆောင်ဝတ်ထားတဲ့လူတယောက်ကပြောလိုက်တယ်ဒါကိုကြားတော့ရှမ်ဖုန်းကအဲ့ဒီလူကိုဒေါသနဲ့ကြည့်ပြီးမင်းနေမကောင်းဘူးလားလို့မေးလိုက်တယ်ဒီမှာမေးစရာပါရှိလို့လေကားခဘယ်လောက်လဲပြီးတော့ဘေချီကနေမိုအထိကားခကဘယ်လောက်လဲမင်းမှာဦးနောက်နည်းနည်းလေးမှရှိဘူးလားသူအဲ့ဒီလိုပြောလိုက်တာနဲ့ကားပေါ်မှာဆူညံသွားတယ်ဟေ့ကြည့်စမ်းဦးသူကကားခဘယ်လောက်လဲတဲ့ဒါကတရွန်လေးကောင်လေးရဲ့30အဆင့်ဒါမှမဟုတ်10မဟုတ်ဘူးကောင်လေးအိမ်မက်တာကောင်းပါတယ်ဒါပေမဲ့လက်တွေ့ကိုမမေ့နဲ့ဦးမင်းဦးနောက်များပြတ်သွားပြီလားဟုတ်တယ်သူ့ပုံစံကြည့်ရတာအကယ်လေးသူတရွန်တောင်ထုတ်ပြနိုင်ရင်ငါဒီဘက်စကားကြီးတစ်စီးလုံးကိုစားပစ်လိုက်မယ်အားလုံးကဝိုင်းလောင်နေတာကိုကြည့်ပြီးစတိုင်ဝတ်ဆောင်တဲ့လူကသဘောကျနေတယ်သူကလူတကာထက်တာနေတယ်လို့ခံစားနေရတာလောကအကြောင်းမသိသေးတဲ့ကောင်လေးကသူ့အဆင့်တန်းကိုမေ့နေပြီးဒီနေ့ငါရဲ့ဇင်ခံကားကငဲရကအင်ဆိုင်တွင်းထားလို့သာငါဘက်စကားစီးနေရတာမင်းမှာပိုက်ဆံရှိရင်ငိုက်ကိုဦးလေးလို့ခေါ်လိုက်ငါမင်းအတွက်ကားခပေးလိုက်မယ်သူကပြောသေးတယ်သူ့ရဲ့တလဝင်ငွေကနှစ်ဆင့်ခွဲတဲ့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုတရက်ဆက်လောင်ပြောင်နေကြတယ်ဒီနေ့လူတွေအကုန်လုံးဘာဖြစ်နေကြတာလဲအဲ့ဒီအချိန်မှာရှမ်ဖုံးရုတ်တရက်သဘောပေါက်သွားတယ်ဒါဟာစနစ်ကလှုပ်လိုက်တာတေချာပြီးကောင်းလိုက်တာဒီလောကသူထေးကြီးတွေတောင်တလောက်ကိုတတန်းမနေရှာနေရတာဒါဆိုငါကအခုလောကမှာအချမ်းသာဆုံးလူဖြစ်မသွားဘူးလားဟုတ်တယ်ခုနကလူထက်ဈေးဆိုးလာတဲ့မိန်းကလေးကအရန်လာတာသူ့မျက်နှာကိုပိုက်ဆံနဲ့ပြပောက်လိုက်ဦးမယ်ဟာသူကသူ့အတွေးနဲ့သူသဘောကျပြီးပတ်ဝန်းကျင်နဲ့ပြတ်တောက်သွားတယ်ဟေးကောင်လေးမင်းကားပေါ်ကစင်းမာလားမစင်းဘူးလားမစင်းရင်လည်းအပြင်ထွက်စမ်းကျွန်တော်ကကားခဘလောက်လဲလို့မင်းနေတာလေခင်ဗျားတို့ကအယူတွေလားကောင်လေးမင်းကပိုက်ဆံအနေငယ်အကြောင်းပြောနေတော့ပဲလားကဲကောင်းပြီအကယ်၍မင်းတကယ်ပဲပိုက်ဆံထုတ်ပြနိုင်ရင်ငါမင်းကိုဒီနေရာတင်ငါအဖေလို့ခေါ်လိုက်မယ်သဘောတူလားရှမ်ဖုန်းကသူ့အိတ်ကက်ထဲကပိုက်ဆံတွေကိုထုတ်လိုက်တယ်အားလုံးအံ့အားတင်သွားကြတယ်ရှမ်ဖုန်းကပေါ့ပါးနဲ့အကျွေးစေးလေးစေးကိုလေရဲမြောက်လိုက်တယ်အဲ့ဒီအကျွေးစေးတွေကသူ့လက်ထဲပြန်ကျလာတော့ချွင်ဆိုတဲ့အတန်ထွက်လာတယ်လူတွေအားလုံးမျက်လုံးအပြူသားဖြစ်သွားကြတယ်ဒါကတရွန်တဲလေဘာတွေအန်သားနေကြတာလဲဖျားရည်ဒီလင်းရောင်ဒီပုံစံဒါတကယ်ပဲတရွန်အစ်စ်ကြီးပဲမဖြစ်နိုင်တာဒါက4ရွန်တောင်ရှိတာမင်းတာတွေကိုဘယ်လိုလုပ်ထုတ်ပြနိုင်တာလဲ
ဒါဆိုတာကအတူလားရှမ်ဖုံးကပျော်ပျော်ကြီးအကျွေးစေးတစ်စိကိုလေထက်မြောက်လိုက်တဲ့အားလုံးရဲ့မျက်လုံးတွေကအဲ့ဒီအကျွေးစေးနောက်ကိုလိုက်ကြည့်နေကြတယ်အကျွေးစေးအောက်ကျပြီးပျက်စီးသွားမှာကိုသူတို့ကြောက်နေကြတာရှမ်ဖုံးကလက်တစ်ဖက်တည်းနဲ့အကျွေးစေးကိုဖမ်းလိုက်ပြီးအိတ်ကက်ထဲထည့်လိုက်တဲ့လူတွေကတယောက်ယောက်ကသူတို့အသားကိုလာဖဲ့သွားတယ်လို့မျိုးခံစားလိုက်ရတယ်ဟာဘယ်လိုလူလဲအကယ်၍ဒါအောက်ကျပြီးပွန်းသွားရင်ဘယ်လိုလုပ်မလဲဟုတ်တယ်အကယ်၍ဒါမြောင်းထဲကျသွားရင်ရောငါမှသာဒီလိုသားမျိုးရှိရင်ငါသူ့လေပင်ကိုညှစ်တက်မိမှာမင်းကတော့မင်းမှအဲ့ဒီလောက်အဆင့်ရှိလို့လားဒီပုံစံအရာသူထေးကြီးတယောက်ရဲ့သားဆိုတာတိတာနေတာပဲအကိုကြီးကျွန်တော်ကိုမြေတူးဆက်မောင်းတာတင်ပေးလို့ရမလားကျမကကောလိပ်မှာအလှဆုံးမင်းကလေးပါရှမ်ဖုံးရဲ့90အဆင့်အတွက်ဆိုရင်ကျမဘက်ကပိုက်ဆံပြန်ပေးပြီးတော့တောင်သူ့ဘေးမှာနေဖို့အဆင်သင့်ပဲကျမကတော့အခုထိခဲဆိုပါမင်းအိမ်မက်ရောင်နေတာလားမင်းကသူ့နဲ့မတန်တာတိတာနေတာပဲခုနကဘယ်သူပြောတာလဲအကယ်၍ဒါအစ်စ်ဆိုရင်သူ့ကိုအဖေလို့ခေါ်မယ်ဆိုတာဒါကိုကြားလိုက်ရတော့စတိုင်ဝတ်ဆောင်တဲ့လူရဲ့မျက်နှာဖြူဖြော့သွားတယ်ဒါပေမဲ့ရှမ်ဖုံးရဲ့ပိုက်ဆံအပြည့်ရှိတဲ့အိတ်ကက်ကိုမြင်လိုက်ရတော့သူ့ရဲ့အရှက်ကချက်ချင်းပဲလောဘအဖြစ်ပြောင်းသွားတယ်နေဦးအကယ်၍သူကအသက်ကွာတာကိုတကယ်ပဲစိတ်မရှိဘူးဆိုရင်သူထေးကြီးတယောက်ကိုအဖေလို့ခေါ်ရတာငါအတွက်ပဲအကျိုးရှိတာပဲသူ့မျက်နှာကြည့်ရတာအရန်ရိုးသားပုံရတယ်အကယ်၍ငါသူ့သားဖြစ်သွားရင်သူငါ့ကိုချစ်မှာပဲပါကျွန်တော်နာမည်ကန်ကြီးပါကျွန်တော်ကိုကန်ကာလို့ခေါ်နိုင်ပါတယ်ဝေးသွားစမ်းမင်းဘလောက်တောင်ယွန်စရာကောင်းလဲဒီယူတွေကိုကြည့်ပြီးရှမ်ဖုံးကတော့လောဘကြောင့်ကုန်ပစ္စည်းစည်းနှုန်းတွေတကယ်ကျသွားပြီဆိုတာအတည်ပြုနိုင်ခဲ့ပြီဆိုလိုတာကသူဟာအခုနိုင်ငံတစ်ခုထက်တောင်ပိုပြီးချမ်းသာနေပြီအကယ်၍စီလီယူရန်တာငါချမ်းသာသွားတာသိရင်သူငါ့ကိုချက်ချင်းဖတ်တော့မှာဟုတ်သားပဲဒီလေရင်ပြန်အယုတ်ကငါရဲ့ခဲအိုလောင်းလေးရဲ့မွေးနေ့လက်ဆောင်ပဲဒါဘာမှမဖြစ်စေရဘူးရှမ်ဖုံးကချက်ချင်းပဲလေစိတ်ကိုသွားဖို့တက္ကစီတစ်စီးငားလိုက်တယ်စီလီယူရန်ဟာကောလိပ်ကလေးကရှမ်ဖုံးရဲ့အိမ်မက်နဲ့သမီးလေးပါသူဟာလွန်ခဲ့တဲ့3နှစ်လုံးသူမနောက်ကိုအယူမူလိုက်ခဲ့တာဖြစ်ပြီးခဲအိုဖြစ်သူကအမြဲတမ်းကူညီပေးခဲ့တာပါရှမ်ဖုံးကလည်းသူ့အပေါ်အမြဲပိုက်ဆံတွေတုံးခဲ့တာပေါ့ခဏအကြာမှာရှမ်ဖုံးကားပေါ်ကဆင်းပြီးလေစိတ်ရဲ့ရဲရဲထဲကိုဝင်ခဲ့တယ်သူခုနကဖုံးပြောထားတဲ့အလငယ်ထပ်ဆိုဟဲ့တယ်ကလူကိုဖုံးခေါ်တော့မဲ့အချိန်မှာပဲသူ့ဖုံးမြည်လာတယ်ခါရီဆိုဗီပေါ်မှာသူ့ရဲ့အိမ်မက်နဲ့သမီးလေးစီလီယူရန်ရဲ့နာမည်ကလက်ခနဲ့ပေါ်လာတယ်ရှမ်ဖုံးပျော်ပြီးခုံမိမလို့တောင်ဖြစ်သွားတယ်သူထေးဖြစ်သွားပြီးနောက်မှာသူ့ရဲ့နတ်သမီးလေးရှိမှသူ့ရဲ့အရှိန်ဝါကိုပြချင်နေတာဟဲလိုအချစ်ရှာဝေးအတွက်မွေးနေ့လက်ဆောင်အစင်တင်ပဲမင်းပဲမှာလဲကျမကိုအချစ်လို့မခေါ်နဲ့ကျမလေရင်ပြေးလမ်းမှာရှိနေတယ်ဒီကိုလာခဲ့ရှင်ကိုအရေးကြီးတာပြောစရာရှိတယ်ကျွန်တော်လဲလေစိတ်မှာပဲလေရှမ်ဖုံးနေတော့ဇွေးစွာဖြစ်သွားတယ်သူငဲရကန်စီဥရရကိုသွားပြီးအဲ့ဒီကမန်နေဂျာမစ္စတာဝန်ရဲ့နာမည်ကိုပြောလိုက်တယ်သူချက်ချင်းပဲဟယ်လီကော်ပတာရဲ့နားကွင်းကိုရောက်သွားတယ်အဲ့ဒီမှာစီလီယူရန်နဲ့သူမရဲ့မောင်ရန်ဝေးတို့ကိုတွေ့လိုက်ရတယ်ရန်ဝေးကရှေ့ကဟယ်လီကော်ပတာကြီးကိုအသေးချာကြည့်နေတယ်ဒီဇိုင်းကဘာကြီးလဲဒါကကိုပိုင်လေရင်လေးဘလောက်တောင်အန်တာဖို့ကောင်းလဲယူရန်ရှာဝေးလေဒီမှာပဲလားကောင်းလိုက်တာကျမကိုလာမထိနဲ့ရှမ်ဖုံးကျမတို့လမ်းခွဲရအောင်ဘာတွေလျှောက်ပြောနေတာလဲဒီနေ့ရှာဝေးရဲ့မွေးနေ့မဟုတ်ဘူးလားကျမရှင်ကိုနောက်နေတာမဟုတ်ဘူးရှင်ကကျမနဲ့မတန်ဘူးသဘောပေါက်လားဟာအချစ်ရဲ့မနောက်ပါနဲ့ကျမမနောက်ဘူးကျမတို့လမ်းခွဲမယ်ရှမ်ဖုံးကသူ့အိတ်ကက်ထဲကအကျွေးစေးလေးစေးကိုတင်းဆုပ်ထားလိုက်တယ်သူ့မျက်လုံးထဲမှာဒေါသတွေထင်ထင်ရှားရှားပေါ်နေတယ်အကြောင်းပြချက်တစ်ခုလောက်ပေးပါဦးကျွန်တော်မင်းအပေါ်တစ်ခုခုမှားခဲ့လို့လားအင်းငါအမနဲ့တွဲနေတာ3နှစ်ရှိပြီဒါပေမဲ့ဒီနေ့ထိသူ့ကိုနှုတ်ခမ်းနီတစ်ချောင်းတောင်ဝယ်မပေးနိုင်သေးဘူးမင်းကငါခဲကိုဖြစ်ဖို့တန်တယ်လို့ထင်နေတာလားနံပါတ်1အသုံးမကျတဲ့ကောင်လို့ရန်ဝေးကပြောလိုက်တဲ့ရှမ်ဖုံးကတော့သူ့နှလုံးသားကိုအဲ့နဲ့ထိုးလိုက်တယ်လို့ခံစားလိုက်ရတယ်သူအရန်ဒေါသထွက်နေပြီဝေးပြောတာမှန်တယ်သူကမင်းအမနဲ့လက်ထပ်ဖို့မတန်ဘူးရှမ်ဖုံးကအတန်လာရာကိုကြည့်လိုက်တယ်အသက်30ခန့်ရှိတဲ့လူတစ်ယောက်ဟယ်လီကော်ပတာပေါ်ကဆင်းလာတယ်သူကစတိုင်လပြည့်နဲ့စီလီယူရန်ကိုဖတ်လိုက်တယ်ရန်ဝေးကလည်းရှမ်ဖုံးကိုစိုက်ကြည့်တယ်ခဲအိုနောက်ဆုံးတော့ရောက်လာပြီပေါ့မင်းကဘယ်သူလဲငါကဒီလေချောင်းလိုင်းကုမ္ပဏီရဲ့မဲရီယော့စ်စေပဲပြီးတော့သူမရဲ့ရေးစားတစ်လဲဟုတ်တယ်ဒီလေရင်ပြန်ကိုမြင်လားဒါငါဟာပဲဝေးဒီနေ့မင်းခဲကိုအရန်ပျော်နေတယ်ရော့မင်းအတွက်စာအိတ်နီတအိတ်ဒီပန်းတွေကိုလည်းယူလိုက်မရှက်နဲ့အိုးဖျားရည်တဆင့်အပြည့်တောင်ကျေးဇူးပါခဲအိုကအရန်ကောင်းတာပဲအရန်လဲချမ်းသာတယ်တွေ့ပြီလားခဲအိုကလက်တစ်ချက်ဝေးလိုက်တာနဲ့တဆင့်ရသွားပြီးမင်းကတော့မင်းတစ်သက်လုံးစူးစမ်းရင်တောင်ဒီလောက်ရှာနိုင်မှာမဟုတ်ဘူးအဲ့ဒီအချိန်မှာရှမ်ဖုံးကသူတို့ကိုကြည့်ပြီးအရန်တနာသွားတယ်တဆင့်ရတာနဲ့တင်ဒီလူတွေဘလောက်တောင်ပျော်နေကြတာလဲအကယ်လေးငါသာအိတ်ကက်ထဲကလေးရွံကိုထုတ်ပြီးသူတို့မျက်နှာကိုပြပေါက်လိုက်ရင်သူတို့ပျော်လုံးလို့တေးတောင်သွားနိုင်တယ်ကလေးမင်းမဦးနောက်နည်းနည်းလေးမှရှိရင်ဒီကနေထွက်သွားစမ်းမဟုတ်ရင်ငါလုံကြုံရေးခေါ်ပြီးမင်းကိုအပြင်ကိုကန်ထုတ်ခိုင်းလိုက်မယ်မြန်ထွက်သွားအချိန်မဖြုံးနဲ့မင်းကြောင့်ငါအမကိုပိုင်လေရင်ပေါ်တက်ဖို့နောက်ကျနေပြီဒီလူပြက်တွေကိုကြည့်ပြီးရှမ်ဖုံးရဲ့မျက်လုံးတွေနေရဲလာတယ်သူ့အတန်ကလည်းအရန်လေးလံနေတယ်ကောင်းပြီမင်းတို့လောက်ရက်အတွက်နောင်တမရဖို့ပဲငါမျှော်လင့်ပါတယ်ယူရန်ရန်ဝေးမင်းတို့နှစ်ယောက်လုံးကလူလိန်တွေပဲမင်းတို့နောင်တရားလိုက်မယ်မင်းတို့တခုခုလိုအပ်လာလို့ငါစီကိုဖုံးလာတောင်းရင်တော့ငါစီမလာနဲ့မင်းစီမှာလာတောင်းရမယ်မင်းတို့အတုံးမကျတဲ့ကောင်စီမှာလာမင်းသားကိုတေချာဖွင့်ပြီးနားထောင်ထားလိုက်ငါနာမီနဲ့တရွံအပြည့်ရှိတယ်ပြီးတော့ဒီရဆယ်ဗင်းစီ44ဟယ်လီကော်ပတာကြီးက3ရွံတောင်တန်တာငါခြေဖျားကအမွေးတပင်ကတော့မင်းရဲ့တန်ဖိုးထက်ပိုကြီးတယ်မင်းငါ့ကိုဘယ်လိုပြိုင်မလဲမင်းဘာလို့ပြုံးနေတာလဲမင်းမှာနှလုံးသားမရှိဘူးလား3ရွံဟုတ်လားငါအိတ်ကက်ထဲက4ရွံနဲ့ဆိုရင်ငါလေစိတ်တစ်ခုလုံးကိုတောင်ဝယ်လို့ရတယ်မဟုတ်ဘူးလားအဲ့ဒီအချိန်မှာပဲဒီမှာဆူညံနဲ့ဘာတွေဖြစ်နေတာလဲအရန်ကြီးတဲ့ကွဲကြတယောက်လာတော့မယ်ဆိုတာမင်းတို့မသိဘူးလားဆိုတဲ့အတန်ထွက်လာတဲ့အားလုံးကလမ်းဘက်ကိုလှည့်ကြည့်လိုက်ကြတယ်စတိုင်ဝတ်စုံဝတ်ပြီးမျက်မှန်မဲတက်ထားတဲ့လူတစ်ယောက်သူတို့စီလျှောက်လာတယ်သူ့ကိုမြင်တော့စီလီယူရန်ကမျက်နှာမဲလိုက်တယ်ရှင်ကဘယ်သူလဲရှင်ကျမကိုလာနောက်နေတာလား
သူမစကားမဆုံးခင်မှာတင်ဟက်ရီယိုစ်ဒီဂျီဘိုဒါကသူပါဇက်ကိုချက်ချင်းပိတ်လိုက်တယ်သူကကြောက်ကြောက်လန့်လန့်နဲ့အဲ့ဒီလူကိုကြည့်ပြီးဟက်ရီယိုစ်ရှင်ဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်တယ်ဒါကကျွန်တော်သူငယ်ချင်းပါကျွန်တော်သူ့ကိုအခုပဲခေါ်သွားပါမယ်ချက်ချင်းပဲအခုနောက်အထိအချိုးတွေပြင်နေတဲ့ဒီဂျီဘိုဒါတယောက်အခုတော့အစီခံတယောက်လိုဖြစ်သွားပြီးစီလီယူယန်ရဲ့မျက်နှာအမူအရာလဲပြောင်းသွားတယ်တနစ်ကိုတန်းရှာတဲ့ဒီဂျီဘိုဒါတောင်ဒီလူကိုကြောက်နေရတာလားဒါဆိုဒီလူရဲ့ပိုင်ဆိုင်မှုကဘယ်လောက်တောင်ရှိမလဲတန်း90လားတန်း100လားအကယ်လေးငါသာဒီလူကိုမြူဆွဲနိုင်ရင်ဒီဂျီဘိုဒါရဲ့အချိုးတွေကိုတိတ်ခတ်နေစရာလိုမလားတခဏအတွင်းမှာတင်စီလီယူယန်ရဲ့မျက်လုံးထဲမှာဒီဂျီဘိုဒါဟာဘာမှမဟုတ်တော့ဘူးဒါနဲ့ဒီလူကြီးလာကြိုရတဲ့ကွဲချက်ကဘယ်သူဖြစ်မလဲဒီလောက်စောစာရှိတဲ့လူကိုယ်တိုင်လာကြိုရအောင်သူကဘယ်လောက်တောင်တန်ခိုးထွားမလဲဒီဂျီဘိုဒါကစီလီယူယန်ကိုတိတ်တိတ်လေးခေါ်သွားဖို့စူးစမ်းနေတော့မှရှန်ဖုံးကအက်ရီယိုစီရှန်ကိုကြည့်ပြီးဖယ်ရီယိုစီရှန်ခင်ဗျားတန်ကြားရတာကျွန်တော်တို့အရင်ကစုံဘူးတလို့ပဲနော်လို့ပြောလိုက်တယ်သူအဲ့ဒီလိုပြောလိုက်တာနဲ့တကွင်းလုံးတိတ်ဆိတ်သွားတယ်ဒီဂျီဘိုဒါလည်းအရန်ကြောက်သွားပြီးရှန်ဖုံးကိုတင်းတင်းဆုပ်ကင်လိုက်တယ်ဒီလူအတန်ကငါနဲ့ရင်းနှီးနေတယ်လို့ပဲမင်းသားတွေကိုဘယ်မှာကြားဘူးလို့လဲမင်းပါတွေရှောက်ပြောနေတာလဲငယ်ရီယိုစီရှန်ကမင်းလိုတာမန်လူတယောက်နဲ့ဘာပတ်သက်เสียရှိမှလဲရှန်ဖုံးဘာစပိတ်ထားစမ်းမင်းပြောเสียရှိရင်အပြင်ထွက်မှပြောမယ်ရှန်ဖုံးကတော့အေးအေးဆေးဆေးပါပဲမင်းကငါရှိုးဝက်ချက်တစ်ခုခုဖွင့်ပြောလိုက်မှကြောက်နေတာလားသူအဲ့ဒီလိုပြောလိုက်တာနဲ့ဒီဂျီဘိုဒါမျက်နှာပြတ်သွားတယ်ဘာပဲဖြစ်ဖြစ်လူမှုပတ်ဝန်းကျင်မှာသူ့မှာလည်းဂုဏ်သိက္ခာရှိတာကိုကောင်းပြီးမင်းကဒီအခွင့်အရေးကိုတုံးပြီးပိုက်ဆံညစ်ချင်နေတာမဟုတ်လားငါပေးမယ်ငါတို့အပြင်ရောက်ရင်ငါမင်းကို90ဆင့်ပေးမယ်ဒီဂျီဘိုဒါကရှန်ဖုံးကိုအပြင်ခေါ်သွားဖို့စူးစမ်းပေမဲ့ရှန်ဖုံးကတစ်ချက်ကလေးတောင်မရွေ့ဘူးတဆင့်မင်းကိုငါလက်ကားပေးတာတဆင့်ဒါငါရဲ့လက်ခတ်တဝက်စာပဲရှိတယ်အရန်လောပမကြီးနဲ့ဒီဂျီဘိုဒါကလုံခြုံရေးခေါ်တော့မဲ့အချိန်မှာငှက်ရီယိုစီရှန်ကတခုခုကိုတတိထားမိသွားတယ်ပြီးတော့မျက်လုံးအပြူသားနဲ့ရှန်ဖုံးကိုကြည့်လိုက်တယ်သူ့အသက်ရှူတန်တွေမြင်လာတယ်ဒါသူပဲဒီအတန်ကဒီနေ့မနက်ဖုံးဖြေတဲ့လူရဲ့အတန်မဟုတ်လားဒါဆိုရင်သူကငှက်ရီယိုစီရှန်ကအသက်ပြင်းပြင်းရှူပြီးစိတ်ကိုထိန်းလိုက်တယ်ငါ့ကိုလွတ်ဆန်းလို့ရှန်ဖုံးကအော်လိုက်တယ်ဒီဂျီဘိုဒါလည်းချက်ချင်းကြောက်သွားတယ်ရှန်ဖုံးသူ့နားကိုရှောက်လာတာမြင်တော့ဒီဂျီဘိုဒါနည်းနည်းတုန်လှုပ်သွားတယ်ဂျယ်လဇက်ဖိုရှန်ဒီကောင်လေးကဒါပေမဲ့ငှက်ရီယိုစီရှန်ကဒီဂျီဘိုဒါကိုလုံးဝလစ်လျူရှုလိုက်တယ်သူကလေကားထစ်3ထစ်ကိုတပြိုင်တည်းတက်သွားပြီးရှန်ဖုံးရှေ့မှာ90ဒီဂရီကုန်းညွတ်ပြီးအယိုအသေးပေးလိုက်တယ်ကျွန်တော်တီးခွင့်ရမလားခင်ဗျားကမစ္စတာရှန်ဖုံးလားခင်ပြီးအဲ့ဒီအချိန်မှာတကွင်းလုံးတိတ်ဆိတ်သွားတယ်ယူယန်နဲ့ရန်ဝေးတို့ကတော့ဂျိုသားတယောက်ကိုမြင်လိုက်ရတယ်လို့ပါဇက်အဟောင်းသားဖြစ်သွားကြတယ်ဟုတ်ပါတယ်ကျွန်တော်ပါပဲခင်ဗျားကဘာတူလဲကျွန်တော်မှတ်မိပြီခင်ဗျားကဒီနေ့မနေ့ကျွန်တော်ကိုဖုံးဆက်တဲ့ပါဆယ်ပိုးတယ်လို့မဟုတ်လားပါဇက်ပိတ်ဆန်မင်းတီချင်လို့လားသူကချင်းအန်ဂီယူရဲ့အင်ရှိမင်းသားလေးအခင်းတွေဘေးဖဲဖဲရှန်ပါဆယ်ပိုးတဲ့လူကအင်ရှိမင်းသားလားအခုခေတ်ဝန်ဆောင်မှုပိုင်းမှာပြိုင်ဆိုင်မှုတွေဒီလောက်တောင်ပြင်းထန်နေပြီလား Director ခင်ဗျားတခုခုမားနေပြီထင်တယ်သူကစင်းရဲတဲ့ကောင်လေးပါသူကကျမအတွက်နှုတ်ခမ်းနီတစ်ချောင်းတောင်ဝယ်မပေးနိုင်ဘူးသူကခင်ဗျားရဲ့ကွဲကြဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟုတ်တယ်သူ့ကိုမြင်မြန်အပြင်ထုတ်လိုက်ပါငှက်ရီယိုစီရှန်ရဲ့မျက်စိနောက်နေပါဦးမယ်သူ့ကိုဘသူကလက်နဲ့ထိရဲမှာလဲသူကအဇွန်းတွေသေးသေးစေရှန်လေးလို့ငှက်ရီယိုစီရှန်ကအော်ပြောလိုက်တယ်မောင်နှမနှစ်ယောက်လုံးဒါကိုကြားတော့အန်တာသွားကြတယ်မင်းတို့မျက်လုံးကိုဖွင့်ကြည့်လိုက်စမ်းအခုလေးတင်ဆင်းသက်လိုက်တဲ့ရီသေးသေးခုနှစ်140ခုနှစ်လေရင်ကြီးကအဇွန်းတွေသေးသေးစေရှန်ဖုံးဝယ်ထားတာအားလုံးကသူညွန်ပြတဲ့ဘက်ကိုကြည့်လိုက်ကြတယ်နေအောင်အောက်မှာငွေရောင်တလက်လက်တောက်နေတဲ့လေရင်ပြန်ကြီးရီသေးသေးခုနှစ်140ခုနှစ်ဟုတ်လားဒါက3000ယွမ်တောင်တန်တဲ့အရန်စေးကြီးတဲ့စက်ပစ္စည်းကြီးလေ3000ယွမ်ဆိုတာမင်းတို့ကိုရောင်းစားရင်တောင်ခုနှစ်စင်တောင်တန်မှာမဟုတ်ဘူးသူကဒါကိုဘယ်လိုဝယ်နိုင်တာလဲအားလုံးအန်တာနေတော့မှဇက်လိုက်ကခေါင်းကုပ်ပြီးပြောလိုက်တယ်နေဦးအကိုကြီးခင်ဗျားတခုခုမားနေပြီနော်ကျွန်တော်ကလေရင်ပြန်အယုတ်လေးပဲဝယ်လိုက်တာပါကျွန်တော်ခဲအိုလောင်းလေးအတွက်မွေးနေ့လက်ဆောင်အဖြစ်ပြင်ဆင်နေတာဒီစကားကိုကြားလိုက်ရတော့စီလီယူယန်တယောက်အသက်ရှူချောင်သွားတယ်ကျွန်တော်ပြောသားပဲသူက3ယွမ်တန်အယုတ်လေးဝယ်တာပါဆိုမှသူကဘယ်လိုလုပ်လေရင်အစ်စ်ဝယ်နိုင်မှာလဲဟုတ်တယ်သူက3000ယွမ်နဲ့ဝယ်နိုင်နေဆိုရင်ငါဒီလေရင်ပြေးလန်းကိုတောင်စားပစ်လိုက်မယ်ရန်ဝေးကလည်းဟုတ်တယ်သူက3000ယွမ်ရှိရင်တောင်3ယွမ်တန်လေရင်ပြန်အယုတ်ဝယ်ပါမလားလို့လောင်ပြောလိုက်တယ်ဒါပေမဲ့ငှက်ရီယိုစီရှန်ကတော့ရှန်ဖုံးကိုလေးလေးစားစားနဲ့ကြည့်နေတော့ပဲမစ္စတာရှန်ခင်ဗျားနောက်နေတာလားဒါကတကယ်ဖဲဖဲခုနှစ်140ခုနှစ်အစ်စ်ကြီးလေခင်ဗျား3210ယွမ်နဲ့ဝယ်ထားတာလေခင်ဗျားရဲ့ပေးချေမှုကအောင်မြင်သွားပြီလေဘာပြောတယ်3210ယွမ်ဟုတ်လားရှန်ဖုံးမျက်လုံးတွေပြူးသွားတယ်သူဝယ်လိုက်တုန်းက3.2ယွမ်ပဲလေဒါပေမဲ့အခုဈေးနှုန်းတွေကအစတန်းကျသွားပြီဆိုတော့ဖျားရည်ဒါဆိုရင်ငါဝယ်လိုက်တဲ့3.2ယွမ်တန်အယုတ်ကတကယ်လေရင်အစ်စ်ကြီးဖြစ်သွားတာပေါ့ဟုတ်ပါတယ်မစ္စတာရှန်ခင်ဗျားက3210ယွမ်နဲ့ဝယ်လိုက်တာပါဒါကဈေးကွက်မှာအမြင့်ဆုံးဈေးပဲခင်ဗျားကတကယ်ကိုသူထေးကြီးပဲဒီစကားကိုကြားလိုက်ရတော့စီလီယူယန်နဲ့ရန်ဝေးတို့မျက်နှာတွေဖြူဖြော့သွားကြတယ်မဖြစ်နိုင်တာသူကဘလို့လို့3000ယွမ်တောင်ရှိရတာလဲရန်ဝေးကတော့ဒူးတွေတောင်တုံနေပြီးအမကျွန်တော်တို့သွားပြီးကျွန်တော်တို့ခုနကသူ့ကိုဆဲဆိုခဲ့မိတယ်သူက3000ယွမ်တောင်ပိုင်တာဆိုရင်ကျွန်တော်တို့ကိုတတ်မလို့လုံနေကြတယ်ကူညီပါဦးသူကရှန်ဖုံးရဲ့လက်ကိုဆွဲရမ်းလိုက်တာကြောင့်ရှန်ဖုံးရဲ့အိတ်ကက်ထဲကအကျွေးစိတ်လေးစိတ်ဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်အားလုံးတိတ်ဆိတ်သွားကြတယ်အဲ့ဒီတလက်လက်တောက်နေတဲ့အကျွေးစိတ်တွေကိုကြည့်ပြီးအားလုံးအန်သားနေကြတယ်ခရားရည်လေးယွမ်အပြည့်တောင်သူ့စီမှာရတနာတိုက်ကြီးရှိနေတာပဲခဲအိုဒါကျွန်တော်တို့ကိုကူညီရင်ကျွန်တော်အမကိုခဲအိုနဲ့ပြန်ဆင်ပြေအောင်ကျွန်တော်ပြောပေးမယ်တကယ်ပြောတာခဲအိုအမကိုမြ мян တောင်းပန်လိုက်ပါဒါတွေကလေးယွမ်တောင်ရှိတာလေခဲအိုကအမကိုချစ်တာပဲမဟုတ်လားအကယ်လေးခဲအိုက
ဒီလေးယွမ်ကိုတင်တောင်းငွေအဖြစ်ပေးမယ်ဆိုရင်ကျွန်တော်ခွင့်ပြုလိုက်မယ်ယူရန်လဲသတိပြန်ဝင်လာပြီးရှန်ဖုံးစီပြေးလာတဲ့ရှန်ဘေဘီကျမမားသွားတာလူတိုင်းသိပါတယ်ကျမတို့ပြန်တွဲရအောင်ဒါတွေအကုန်လုံးကဒီရုပ်မာတဲ့ဒီကြည်ပေါ်တာကြောင့်ဖြစ်ရတာကျမနှလုံးသားထဲမှာရှန်တယောက်တည်းရှိတာပါဒီနေ့ညရှန်နဲ့အတူအိမ်လိုက်ခဲ့မယ်ဟုတ်တယ်ရှန်အကိုအမနောင်တရားနေပါပြီဒီလူလိန်နှစ်ယောက်ရဲ့အမူအရာကိုကြည့်ပြီးရှန်ဖုံးကလက်ခုပ်တီးလိုက်တယ်လူလိန်ကတော့လူလိန်ပါပဲမင်းကိုခုနကတဆင့်ပေးတဲ့လူကိုမေ့သွားပြီလားသူ့ကိုခဲကိုလို့ခေါ်နေတာပဲသူလေအခုကျမှဘာလို့ငါ့လိုဆင်းရဲတဲ့လူနောက်ကိုလိုက်နေတာလဲသူတို့နှစ်ယောက်လုံးဘာပြန်ပြောရမှန်းမသိတော့ဘူးအဲ့ဒီအချိန်မှာလုံခြုံရေးတွေရောက်လာတဲ့ဒီကြည်ပေါ်တာကလည်းသူတို့နှစ်ယောက်ကိုအပြင်ထုတ်လိုက်မစ္စတာရှန်ရဲ့မျက်စိရှိကဖယ်ထုတ်လိုက်လို့အော်ပြောတဲ့ရန်ဝေးကဟယ်လီကော်ပတာရှိရာကိုပြေးပေမဲ့လုံခြုံရေးတွေကသူ့ကိုဖမ်းပြီးအပြင်ကိုဆွဲထုတ်သွားကြတယ်ယူရန်လဲမြေပြင်ပေါ်မှာလဲကျပြီးငိုယိုရင်းပါသွားတယ်နေဦးရှန်ဖုံးရဲ့အတန်ကြောင့်ဒီကြည်ပေါ်တာရင်ုံသွားတဲ့အဲရီယိုစီရှန်ကဒီကြည်ပေါ်တာကိုစိုက်ကြည့်ပြီးဒီမှာအမိုက်တစ်ခုကျန်သေးတယ်ဒါကိုလည်းအပြင်ထုတ်လိုက်လို့ပြောလိုက်တယ် Justification ခင်ဗျားနောက်နေတာလားကျွန်တော်ကကုမ္ပဏီ Feriose လေလို့သူကကြောက်ကြောက်နဲ့ပြောတယ် Feriose ဒီကြည်ခင်ဗျားမှာမိန်းမရှိတယ်မဟုတ်လားခင်ဗျားကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးနေတာပဲအခုကစားပြီးခင်ဗျားကိုအလောက်ကထုတ်ပစ်လိုက်ပြီးကျွန်တော်တောင်းပန်ပါတယ်တစ်ချိန်လောက်ပဲအခွင့်ရေးပေးပါဦးသူဘလောက်ပဲတောင်းပန်ပေမဲ့ Feriose ရှန်ကဂယုမဆိုင်ပဲသူ့ကိုအပြင်ကိုဆွဲထုတ်ခိုင်းလိုက်တဲ့ရှန်ဖုံးကသူ့ရဲ့လေးယွမ်ကိုပြန်ကောက်လိုက်တဲ့ Feriose ရှန်ရဲ့အတွင်းရေးမှုမလေးကဒါကိုကြည့်ပြီးတရားရည်သူကလေးယွမ်ကိုတောင်အိတ်ထဲထည့်ပြီးရှောက်သွားနေတာလားသူကတကယ်ပဲသူထေးကြီးပဲလို့ရင်ခုန်စွာနဲ့တွေးနေတဲ့ရှန်ဖုံးကအကျွေးစေးတွေကိုလေထဲမြောက်ပြီးပြန်ဖမ်းလိုက်တဲ့ပုံကသူ့မမျက်လုံးထဲမှာအယမ်းကိုစတိုင်ကျနေတာကဲကောင်းပြီနောက်ပြောင်နေတာတော်တော့ဒီနေ့အတွက်ကျေးဇူးပဲခင်ဗျားကျွန်တော်ဒေါသကိုဖြေပေးလိုက်တာပဲဒါနဲ့ခင်ဗျားကျွန်တော်စီအလကားတော့လာတာမဟုတ်ဘူးမဟုတ်လားပြောစမ်းပါဦးဘာကိစ္စလဲအရင်ဆုံးထမင်းသွားစားကြတာပေါ့စားရင်းနဲ့ပြောမယ်သူတို့နှစ်ယောက်ကားနဲ့ထွက်သွားကြတယ်ဇင်ခံကော်ဖီဆိုင်တစ်ခုမှာကဲခင်ဗျားပြောလို့ရပြီဒီဖဲခုနှစ်ရ40ခုနှစ်ကိုခင်ဗျားဘာလုံးမှာလဲကျွန်တော်ဘာလုံးနိုင်မှာလဲအဲ့ဒီမှာပဲထားခဲ့မှာပေါ့ကျွန်တော်ကမောင်းမမောင်းတက်တာအယုတ်ကြီးတရုပ်လိုလေစိတ်မှာပဲရှိနေမှာပေါ့ခင်ဗျားဒါကိုအသုံးမပြုရင်တယောက်ယောက်ကိုဘာလို့ငှားမချထားတာလဲခင်ဗျားရဲ့လေချောင်းလိုင်းမှာလေရင်တွေမရှိဘူးလားတကယ်ကိုမရှိတာပါကျွန်တော်တို့တစ်နှစ်ပတ်လုံးစူးစမ်းရှာရင်တောင်လေရင်တစင်းရဲ့အတောင်ပံတစ်ဖက်ဝယ်ဖို့တောင်မလောက်ဘူးခင်ဗျားကလေရင်တစင်းကို3000ယွမ်ကျော်နဲ့ငွေသားပြည့်ချေပြီးဝယ်နိုင်တာကအန်သားစရာပဲလေရင်တစင်းမဝယ်နိုင်ရင်အိမ်ပြန်ပြီးလေဘဲစိုက်တော့ဗျာလို့ရှန်ဖုံးကနောက်ပြောင်လိုက်တယ်ဒီလောကကြီးကဘာတွေဖြစ်နေတာလဲကျွန်တော်တလောက်ကိုရမယ့်လက်စာနဲ့ဆိုရင်ခင်ဗျားတို့ကုမ္ပဏီတစ်ခုလုံးကိုအကျွေးစေးတွေနဲ့တောင်ဝယ်လို့ရတယ်ကဲကောင်းပြီခင်ဗျားကငှားချင်နေဆိုရင်လဲငှားတာပေါ့စကားတွေအများကြီးမပြောပါနဲ့တဲ့ပဲပြောတဲ့နှစ်ကိုအမြတ်ဘယ်လောက်ရမလဲတစ်နှစ်ကို300ယွမ်လောက်ရပါမယ်ဘာပြောတယ်ကျွန်တော်က3230ယွမ်နဲ့ဝယ်ထားတာအရင်ပြန်ရဖို့တောင်10နှစ်စောင့်ရမှာလားမစ္စတာရှန်ဒါကဈေးကွက်ပေါက်ဈေးပါပဲလေရင်တစင်းရဲ့တက်တန်းကအနှစ်20ရှိတာလေကဲကောင်းပြီခင်ဗျားကျွန်တော်ကိုတစ်လ25ယွမ်ပေးနောက်အနှစ်20အထိအဲ့ဒီကြားမှာအဲ့ဒီလေရင်ကိုခင်ဗျားဘာလို့ကျွန်တော်ဘာမှမပြောဘူးသဘောတူတယ်အခုပဲစာချုပ်ချုပ်မယ်ဒါရဆက်ဆိုရှန်ကပျော်ရှင်စွာနဲ့စာချုပ်ကိုတင်လိုက်တယ်မစ္စတာရှန်ခင်ဗျားနဲ့အလုပ်လုပ်ရတာအရန်ပျော်ဖို့ကောင်းပါတယ်တစ်လ25ယွမ်နဲ့ဆိုရင်တော့ဒါကလဲလျောင်းပြီးပိုက်ဆံရင်နေရတယ်လို့ပါပဲဗျာမစ္စတာရှန်ခင်ဗျားနဲ့အလုပ်လုပ်ရတာအရန်ဝမ်းသာဖို့ကောင်းပါတယ်အကယ်၍ခင်ဗျားစီမှာနောက်ထပ်ဒီလိုမျိုးအသေးအဖွဲစီးပွားရေးလေးတွေရှိရင်လည်းကျွန်တော်ကိုအာမနာတမ်းပြောပါဦးရှန်ဖုံးကတော့စိတ်ထဲမှာငါတော့တစ်လောက်ကို25ယွမ်ပုံမှန်ရမယ်ချင်းငွေစာချုပ်တစ်ခုရသွားပြီးဒီတိုင်းအိမ်မှာလဲနေရင်ပိုက်ဆံထိုင်ရုံပဲလားလို့တွေးနေတော့တယ်တစ်ဖက်မှာလဲစတိုင်ဝတ်စုံနဲ့အတွင်းရေးမှုမလေးကရှန်ဖုံးကိုလေးစားအားကြတဲ့မျက်လုံးတွေနဲ့ကြည့်နေတော့ပဲသူမစိတ်ထဲမှာဒီလူကတကယ့်ကိုထူးခြားတဲ့သူသေးပဲလေရင်ပြန်ကြီးကိုအယုတ်လိုဝယ်တယ်ပြီးတော့တစ်လ25ယွမ်ရတာကိုလည်းကျင်းနေနေသေးတယ်ဒါဟာအထက်တန်းလွှာတွေရဲ့အတွေးခေါ်မျိုးပဲဖြစ်ရမယ်လို့တီယိုတသေးမှတ်ချက်ချနေပါတော့တယ်